မင်္ဂလာပါပရိသတ်ကြီးကိုအသင်းကချန်ပီယံဖြစ်ပေမဲ့လည်းပရီးမီးယားလိရဲ့9ပွဲကစားရမယ်ဆိုတဲ့တင်းကျပ်တဲ့စီးမြင်ကြောင့်အိမ်ပြန်လက်ဗလာနဲ့ပြန်ရတော့မယ်အာဆင်နယ်နဲ့မန်စီးတီးအသင်းတို့ရဲ့ကစားသမား9ဦးအကြောင်းကိုတင်ဆက်ပေးကြပါမယ်။အသင်းကဖလားရရင်တော့ဒီကစားသမားတွေကဘာလို့စုတစိမ့်မဲ့တဲ့ဂိုင်ဆောင်ခွင့်မရလဲဆိုတာကတော့အခုပဲကြည့်လိုက်အောင်ဗျာ။ပရီးမီးယားလိဖလားကိုဘယ်သူကင်မြောက်ရမလဲဆိုတာအဆုံးဖြတ်ပေးဖို့ရပ်ပိုင်းပဲလိုတော့ပေမဲ့အသင်းသားတိုင်းပြောနိုင်ကြမှာမဟုတ်ပါဘူး။ပရီးမီးယားလိရဲ့9ပွဲကစားရမယ်ဆိုတဲ့စီးမြင်ကြောင့်အာဆင်နယ်နဲ့မန်စီးတီးကနာမည်ကြီးကစားသမားအချို့အပါအဝင်စုစုပေါင်း9ဦးဟာအသင်းဖလားရရင်တော့စုတစိမ့်ကိုရရှိဖို့မသေးကြတဲ့အခြေအနေနဲ့ရင်ဆိုင်နေကြရပါတယ်။ပရီးမီးယားလိရဲ့ချန်ပီယံဆုပေးတဲ့စီးမြင်အရာချန်ပီယံဆုတစိမ့်ကိုတရားဝင်ပိုင်ဆိုင်ခွင့်ရဖို့အတွက်ကစားသမားတစ်ယောက်ဟာသက်ဆိုင်ရာရာသီမှာအနည်းဆုံးပရီးမီးယားလိ9ပွဲပါဝင်ကစားထားရမှာဖြစ်ပါတယ်။အရန်ခုံမှာထိုင်နေုံနဲ့ဒီဆုတစိမ့်ကိုရရှိနိုင်မှာမဟုတ်ပါဘူး။ဆိုတော့ဒီဆုတစိမ့်ကိုဘယ်သူတွေလွဲချော်သွားမလဲဆိုတာကိုတော့ကြည့်လိုက်အောင်ဗျာ။အဲ့တော့ကျွန်တော်တို့ပထမဆုံးအာဆင်နယ်အသင်းကကစားသမား၄ယောက်ကိုတွက်ကြည့်အောင်ပါပထမတစ်ယောက်ကတော့ Aaron Ramsdale ပါလက်ရှိအချိန်အထိသူက6ပွဲကစားထားလို့သူကတော့ဘေးကင်းတဲ့အနေအထားကိုရောက်ရှိနေပါပြီနောက်တစ်ယောက်ကတော့ Mohamed El Neni ဖြစ်ပါတယ်သူကတော့ကစားပွဲ3ပွဲသာကစားထားရသေးလို့နောက်ထပ်2ပွဲထပ်လိုနေပါသေးတယ်နောက်ထပ်တစ်ယောက်ကတော့ Emile Smith Rowe ဖြစ်ပါတယ်သူကတော့10ပွဲကျော်ကစားထားလို့စုတစိမ့်ကတော့တေချာတဲ့လောက်ရှိနေပါပြီဒါပေမဲ့အဓိကတော့လွဲချော်နိုင်သူတွေအထက်မှာတော့ Carl Hine နဲ့အခြားကစားသမား3ဦးဟာဝဲကစားခွင့်တပွဲမှမရသေးတာဖြစ်လို့စုတစိမ့်ရနိုင်ဖို့မဖြစ်နိုင်တဲ့လောက်ရှိနေပါတယ်အဲ့တော့အခုတခါမှာတော့ကျွန်တော်တို့ Manchester City အသင်းဘက်ကိုတွားကြည့်လိုက်အောင်ပါပထမတစ်ယောက်ကတော့ Steven Odika ဖြစ်ပါတယ်သူကအရန်ဂိုးသမားအဖြစ်ကစားခဲ့ပြီးအရေးပါတဲ့ပွဲတွေမှာကစားရခဲ့ပေမဲ့9ပွဲပြည့်ဖို့တေချာစစ်ဆေးရအောင်မှာဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ Oscar Bob ဖြစ်ပါတယ်လူငယ်ကျယ်ဝင့်ကစားသမားလေးဟာပွဲအနည်းငယ်မှာပဲလူစားဝင်ကစားခဲ့ရသည်လို့9ပွဲပြည့်ဖို့ရုန်းကန်နေရတဲ့အခြေအနေမှာရှိနေပါတယ်နောက်တစ်ယောက်ကတော့ Rico Lewis ဖြစ်ပါတယ်သူကတော့ပွဲအရေးအတွက်ပြည့်မီသွားပြီဖြစ်လို့စိတ်ချရတဲ့အနေအထားမှာရောက်ရှိနေပါပြီနောက်တစ်ယောက်ကတော့ Sergio Gomez ဖြစ်ပါတယ်ကစားခွင့်ရတာနည်းလုံးလို့စုတစိမ့်နဲ့လွဲချော်ဖို့ရာခိုင်နှုန်းများနေတဲ့သူဖြစ်လို့သူလည်းမသိကြပါဘူးဆိုတော့ချွင်းချက်အနေနဲ့ Premier League ကချန်ပီယံအသင်းကိုစုတစိမ့်စုစုပေါင်း40ပေးရပါတယ်အသင်းက9ပွဲမပြည့်တဲ့ကစားသမားတွေကိုပေးခြင်းနဲ့ဆိုရင်တော့ကြံရှိနေတဲ့စုတစိမ့်အရေးအတွက်ပေါ်မူတည်ပြီးတော့ Premier League အဖွဲ့ချုပ်စီကိုအထူးတင်ပြတောင်းဆိုလို့ရပါတယ်ဒါပေမဲ့ဒါဟာပေးကိုပေးရမယ်လို့အာမခံချက်မရှိတဲ့အတွက်ဒါဟာ Premier League ရဲ့အထူးအခွင့်အာဏာနဲ့လုံပိုင်ခွင့်ပဲဖြစ်ပါတယ်ဆိုတော့အရန်ဂိုးသမားတွေနဲ့လူငယ်ကစားသမားတွေအတွက်ကတော့ဒီစီးမြင့်ကတော်တော်လေးစိတ်ဖိစီးစရာကောင်းပါတယ်အထူးဖြင့် Ramsdale လိုကစားသမားမျိုးက9ပွဲပြည့်အောင်ကစားထားနိုင်ခဲ့ပေမဲ့အရန်ခုံမချိန်ကုန်နေရတဲ့အတွက်အခြားကစားသမားတွေအတွက်ကတော့ချန်ပီယံဆုဖလားကိုလက်တကမ်းအလိုမှာပဲဝေးကွာနေတယ်လို့ခံစားရစေပါတယ်ကဲပရိသတ်ကြီးပရီးမီးယားလိကသတ်မှတ်ထားတဲ့ဒီ9ပွဲစီးမြင့်ကတကယ်ပဲမျှတရဲ့လားနောက်တစ်ခုကတော့တရားဒီလုံးအသင်းနဲ့အတူရှိနေခဲ့ပေမဲ့ကစားသမားတိုင်းကိုစုတစိမ့်ပေးတင်လားဆိုတဲ့မေးခွန်းရဲ့ပရီးမီးယားလိကသတ်မှတ်ထားတဲ့ဒီ9ပွဲစီးမြင့်ကြောင့်မန်စီးတီးနဲ့အာဆင်နယ်အသင်းကဘယ်သူတွေစုတစိမ့်လွဲချော်သွားမလဲဆိုတာကတော့ရင်ခုန်စွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်